မိဘကိုဘာသိလို့လဲလို့မပြောမိစေနဲ့မိဘကမွေးမိဘကကြွေးလို့ဒီအရွယ်ထိရောက်လာတာကိုခမည်းတော်ကဘာသိလို့လဲဘာနားလေလို့လဲလို့လေးတမမနဲ့အော်ဟစ်လိုက်တဲ့စကားတန်ကအလွန်ကိုမှရက်ဆက်ရာရောက်ပါတယ်ဒီစကားကိုကိုယ့်ရဲ့မွေးမိခင်ဖခင်ကိုပြောလိုက်တဲ့အချိန်မှာသားသမီးဖြစ်သူကကိုအရန်တော်နေတယ်လို့ထင်နေမိပေမဲ့တကယ်တမ်းမှာတော့ကိုတတ်သေးလိုက်တာနဲ့အတူတူပါပဲဒီစကားတန်ကိုကြားလိုက်ရတဲ့အခါမိဘတွေရဲ့ရှင်ထဲမှာဘလို့ခံစားရမှာလဲသားသမီးလေးမွေးလာတော့အသက်ရှူတန်လေးကိုကြွတဆိုင်နားထောင်ခဲ့ရတဲ့သူတွေပါသားသမီးတွေဖျားနာတော့ညာလုံးပေါင်မအိပ်ပဲကတင်ဘေးနားမှာထိုင်ဆောင်ခဲ့တဲ့သူတွေပါကိုစားရမယ်ထမင်းတလုတ်ကိုတော့သားသမီးရဲ့ပတ်ဆက်ထဲကိုအရင်ရောက်အောင်ပေးခဲ့တဲ့သူတွေပါကိုရဲ့သားသမီးအောင်မြင်ဖို့အတွက်ဆိုရင်သူတို့ရဲ့ဘဝတစ်ခုလုံးကိုစွန့်လွတ်ခဲ့တဲ့သူတွေပါအခုတော့အဲ့ဒီလိုရှစ်ခဲ့တဲ့သူတွေကပဲခမည်းတော်ဘာသိလို့တဲ့ဟုတ်ပါတယ်သူတို့ဘာမှမသိပါဘူးခင်မီတဲ့နေပညာတွေသူတို့ကမသိဘူးလူမှုရေးရှုပ်ထွေးမှုတွေကိုသူတို့ကနားမလည်ဘူးဒါပေမဲ့တခုတော့တေချာပေါက်တော့သိပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့သားသမီးကိုဘယ်လိုအသက်ပေးပြီးရှေ့ရမလဲဆိုတာပါပဲသားသမီးတွေမေ့လျော့နေတဲ့အချက်တစ်ခုလည်းရှိပါတယ်ကိုဒီနေ့ပြောလိုက်တဲ့လေတမမစကလုံးတွေကမိဘရဲ့ရှင်ထဲမှာအနာတရဖြစ်သွားတာကိုပြန်ပြီးကူစားလို့မရနိုင်တော့ဘူးအဲ့ဒီစကားတခွန်းကြောင့်သူတို့မျက်ရည်ကျရတဲ့အခါတိုင်းသူတို့ရဲ့ရှင်ထဲမှာပူလောင်ရတဲ့အခါတိုင်းသားသမီးတွေရဲ့အဖြစ်ကိုသူတို့ကမြစ်ဖြစ်ဖို့စ조사ပြင်မဲ့ခွင့်လွတ်ပေးရတာပို့ပြီးတော့ပင်ပန်းလာတတ်ပါတယ်အချိန်မနှောင်းသေးပါဘူးကိုယ့်ရဲ့မာနကိုခဏရှာပါကိုမွေးထားလို့ဒီနေ့အထိလူလားမြောက်လာတာကိုအတိအမှန်ပြုပေးပါဘာမှမသိတဲ့မိဘလို့မထင်ပါနဲ့သူတို့ကကိုယ့်အတွက်ဘဝတစ်ခုလုံးကိုပေးဆက်ခဲ့တဲ့သူတွေပါမိဘရဲ့မျက်ရည်ဟာသားသမီးအတွက်တော့ချိန်စာတစ်ခုလိုပါပဲမိဘကိုစော်ကားမိတဲ့အချိန်မှာကိုယ့်ရဲ့ကံကြမ္မာတွေကလည်းရိုရင်းလာနိုင်တယ်ဆိုတာကိုတတိပြုစေချင်ပါတယ်ဒါကြောင့်နောက်တစ်ခါဘာမှမသိတဲ့သူတွေလို့ဆွဆွဲတော့မယ်အချိန်တိုင်းကိုပြန်မေးကြည့်ပါငါအခုပြောလိုက်တဲ့စကားကငါ့ကိုအသက်ပေးပြီးရှစ်ခဲ့တဲ့သူတွေအတွက်ဘလောက်တောင်နာကျင်စရာကောင်းပါလဲသားသမီးတိုင်းရှောင်ကျင်ရန်တိတ်ထားတဲ့အချက်10ချက်ကိုပြောပြပေးချင်ပါတယ်နံပါတ်1လေးသားမမနဲ့ပြန်ပြောခြင်းကိုယ့်ရဲ့အတန်အမြင့်ဟာမိဘကိုစော်ကားလိုက်တာနဲ့အတူတူပါပဲသူတို့ပြောတာကိုကိုကလက်မခံနိုင်ဘူးဆိုရင်တော့ညင်သာတဲ့အတန်နဲ့ပြန်ပြောတင်ပါတယ်အတန်ကျဲကျဲနဲ့ပြန်ပြောတာဟာရိုသေမှုမရှိတဲ့အပြင်မိဘကိုကြောက်ရွံ့မှုမရှိတော့သလိုမျိုးခံစားရစေပါတယ်နံပါတ်2သူတို့ရဲ့အတိတ်ကိုလောင်ပြောင်ခြင်းမိဘတွေရဲ့အတိတ်မှာသူတို့ကြော်ဖြတ်ခဲ့ရတဲ့ဆင်းရဲဒုက္ခတွေအခက်အခဲတွေကိုကိုကအခုခေတ်နဲ့ရှင်းပြီးမထင်မဲ့မြင်မလုပ်ပါနဲ့သူတို့ရဲ့အတွေ့အကြုံတွေကိုလေးစားပါသူတို့ကိုမသိနားမလဲတဲ့အကြောင်းရင်းတွေကိုအပြည့်မတင်ပါနဲ့နံပါတ်3သူတို့ပြောတာကိုစိတ်ပြတ်စွာနားထောင်ခြင်းမိဘတွေကအသက်ကြီးလာတဲ့အခါအကြောင်းရင်းတစ်ခုခုကိုထပ်တလဲလဲပြောတတ်ကြပါတယ်အဲဒီအခါမှာသိပါတယ်ပြောနေကြပဲဆိုပြီးညှဉ်းညူတာမျိုးမလုပ်ပါနဲ့သူတို့ကကိုဂယူးဆိုင်လို့ဒါမှမဟုတ်စကားပြောဖို့လိုချင်လို့ပြောတယ်ဆိုတာကိုနားလည်ပေးပါနံပါတ်4သူတို့ရဲ့ဆုံးဖြတ်ချက်ကိုအရေးမဆိုင်ရင်မိသားစုကိစ္စတွေမှာမိဘတွေရဲ့အကြံဉာဏ်ကိုတောင်းယူတာသူတို့ရဲ့သဘောထားကိုတန်မိုးထားတာမျိုးကိုလုပ်ပါဒါကအဖေတို့အမေတို့နဲ့မဆိုင်ပါဘူးဆိုတဲ့စကားလုံးမျိုးဟာသူတို့ရဲ့ရှင်ကိုအလွန်ကုန်မှထိခိုက်စေပါတယ်နံပါတ်5သူတို့ရဲ့အားနည်းချက်ကိုထုတ်ဖော်ပြောဆိုရင်လူတိုင်းမှာအားနည်းချက်ရှိပါတယ်မိဘတွေမှာလည်းရှိတာပါပဲကိုမိဘရဲ့အားနည်းချက်ကိုတငယ်ချင်းတွေရဲ့ကြားမှာပဲဖြစ်စေတပားတို့ရဲ့ကြားမှာပဲဖြစ်စေအဖြစ်တင်ပြောဆိုတာဟာသားသမီးကောင်းတို့ရဲ့အလုံးမဟုတ်ပါဘူးနံပါတ်6သူတို့ပေးတဲ့အစားအသောက်တွေပစ္စည်းတွေကိုပြစ်ပယ်ခြင်းမိဘတွေကကိုတခုခုကျွေးမွေးတဲ့အခါဒါမှမဟုတ်တခုခုလက်ဆောင်ပေးတဲ့အခါကိုမကြိုက်တာပဲဖြစ်ဖြစ်မလို့ရှင်တာပဲဖြစ်ဖြစ်ရိုင်းဆိုင်စွာပြစ်ပယ်တာမျိုးကိုမလုပ်ပါနဲ့သူတို့ရဲ့စေတနာကိုအရင်ဆုံးအတိမတ်ပြုပေးပါနံပါတ်9အရှိန်ပေးခြင်းပတ်စံတွေအဝတ်စားတွေဝယ်ပေးနိုင်ပေမဲ့မိဘတွေအလိုရှင်ဆုံးကသားသမီးတွေရဲ့အရှိန်ပါအလိုရှုပ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့သူတို့စီကနေထွက်သွားတာမျိုးဟာသူတို့အတွက်အလွန်အင်မတန်မှအထီးကျန်စေပါတယ်နံပါတ်10သူတို့ရဲ့ရှေ့မှာအရှားသူတွေကိုဆက်ဆံရိုင်းတိုင်းရင်
သားသမီးတွေကအဖြစ်မှာတစ်ဖက်သားကိုဆဲဆိုတာရံဖြစ်တာမျိုးကိုမိဘတွေကမြင်ရတဲ့အခါသူတို့ကအလွန်ကိုမှအဆက်ရပြီးစိတ်ထိခိုက်ရပါတယ်။ကိုယ့်ရဲ့အပြုအမူကမိဘရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်။နံပါတ်9သူတို့ရဲ့ကျမ်းမာရေးကိုလစ်လူရှုခြင်းမိဘတွေကကိုမပြောပြတတ်ပေမဲ့နေမကောင်းဖြစ်တဲ့အခါဂရုစိုက်မှုလိုပါတယ်။သူတို့ပြောပြမှာအလွတ်လှုပ်တာမျိုးမဟုတ်ပဲကိုယ်တိုင်ကအမြဲစောင့်ကြည့်ပြီးလိုအပ်တာတွေကိုဖြည့်ဆည်းပေးပါ။နံပါတ်10မိဘတွေအသက်ကြီးတဲ့အခါအတုံးမလို့သလိုဆက်ဆံခြင်းမိဘတွေမှာအသက်ကြီးလာတဲ့အခါသူတို့ဟာကလေးတွေဖြစ်သွားတတ်ပါတယ်။အဲဒီအချိန်မှာသူတို့ကိုဝင်ထုတ်ဝင်ပိုးလို့သဘောမှတ်ထားပါနဲ့။ကိုငငယ်ကသူတို့ရဲ့ပခုံးပေါ်မှာစီးခဲရတယ်လို့အခုသူတို့အုံမင်းသွားတဲ့အခါကိုယ့်ရဲ့ပခုံးပေါ်မှာသူတို့ကိုခိုးလို့ခွင့်ပေးပါသားသမီးဆိုတာမိဘရဲ့ရှင်သွေးတွေပါဘလောက်ပဲအောင်မြင်တဲ့သူပဲဖြစ်ပါစေမိဘကိုစော်ကားမိတဲ့သားသမီးဟာဘဝမှာဘယ်တော့မှအပြည့်အဝမပျော်ရွှင်နိုင်ပါဘူးဒါကြောင့်ဒီအချက်တွေကိုဆင်ញင်ပြီးမိဘတွေကိုပြုစုစောင့်ရှောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်မိဘတွေကိုကျေးဇူးမကမ်းပါနဲ့တခါတလေကြရင်ကျွန်တော်တို့ကကိုယ့်ဘဝကိုအားမလို့အားမရဖြစ်တတ်ကြတယ်ဘာလို့ငါမှဒါမရှိတာလဲဘာလို့ငါကဒီလိုဖြစ်နေရတာလဲဆိုပြီးကိုပြန်ပြီးညီးတွားနေတတ်ကြတယ်ဒါပေမဲ့ခဏလောက်ရက်ပြီးစဉ်းစားကြည့်ပါလမ်းဘေးမှာဖနှက်တောင်မပါပဲမိုးရွာနေပကူသူများရဲ့ပတ်စံကိုလိုက်တောင်းနေရတဲ့ကလေးတွေကိုမြင်ဘူးလားသူတို့ရဲ့ဘဝမှာငွေထွေးတဲ့အိမ်တစ်လုံးမရှိဘူးသူတို့ကိုဂရုစိုက်ပြီးမဲ့လက်တစုံမရှိဘူးအဲဒီလိုဘဝမျိုးမရောက်သေးတာနဲ့မင်းတို့ကအများကြီးကံကောင်းနေပြီမိဘဆိုတာကိုဘဝအတွက်တော့အရေးအကြီးဆုံးပါပဲကိုမတိလိုက်တဲ့အချိန်မှာသူတို့ဘလောက်တောင်ပင်ပန်းခဲ့လဲကိုအတွက်နဲ့သူတို့ဘဝတွေဘလောက်တောင်စတေးခဲ့လဲဆိုတာအခုအချိန်ထိမတွေးမိသေးရင်တော့မင်းတို့အတော်လေးကိုမှအမှားကြီးမှားနေပြီကျွန်တော်တို့အတွက်နဲ့သူတို့ရဲ့မျက်နှာမှာအရေးအကြောင်းတွေဟလာတယ်သူတို့ကြောကုန်းတွေကုန်းလာတယ်ဒါကိုမြင်ပါလျက်နဲ့မိဘကိုပြန်ပြီးစိတ်ဆင်းရဲအောင်လုပ်နေမယ်ဆိုရင်ဒါဟာတကယ်တော့ကျေးဇူးကမ်းရာရောက်ပါတယ်လမ်းဘေးကလူတွေနဲ့ရှင်ကြည်လိုက်ပါမင်းမထမင်းစားဖို့ရှိတယ်နေဖို့အရေးအာဝါဒရှိတယ်ပူပင်စရာမလိုတဲ့ဘဝတစ်ခုရတာတယ်ဒါတွေအားလုံးကမိဘကပေးထားတာပါဒါကြောင့်မိဘကိုကျေးဇူးဆက်ဖို့ဆိုတာဝေးလုံးတဲ့ကိစ္စတော့မဟုတ်ပါဘူးသူတို့ကိုဂရုစိုက်ပါစကားကောင်းကောင်းပြောပါသူတို့စိတ်မငြိမ်အောင်နေပေးပါကိုယ့်ရဲ့မိဘကိုတန်ဖိုးထားတတ်ဖို့ကအရေးအကြီးဆုံးပါပဲသူတို့ကျမ်းမာနေတော့အသက်ရှိနေတော့မှသူတို့ပေးတဲ့မြတ်တာကိုပြန်ပေးဆက်နိုင်ဖို့ပဲကြိုးစားပါမဟုတ်ရင်တော့နောက်ကြမှာနောင်တရနေလေဘာမှပြန်ပြင်လို့ရမှာမဟုတ်တော့ဘူးလေအရှိန်မနှောင်းရင်သိစေခြင်းနဲ့အမိတ်ရဲ့ရှင်တွင်စကားလေးကိုညဝီပေးကြပါလေလူလောကကြီးထဲမှာမင်းကိုဘသူတွေကဘလို့ပဲစိတ်ပြတ်အောင်လှုပ်လို့ဘသူတွေကပဲကြော်ခိုင်သွားခဲ့ပါစေနောက်ဆုံးအချိန်ထိမင်းရဲ့ပတ်မှာအမြဲရှိနေပြီးမင်းကိုအရှစ်ဆုံးသူကတော့အမေပဲဖြစ်လိမ့်မယ်အမေတို့အသက်အရွယ်ကတနေ့တဲ့တနေ့အိုမင်းလာပြီလေဒီနေ့မျက်စိမိတ်သွားမလားမနှက်ဖြန်နှုတ်ဆက်သွားရမလားဆိုတာဘသူမှကြုံမသိနိုင်ဘူးလေအဲဒါကြောင့်အရှိန်မနှောင်းခင်မှာအမေရဲ့ရှင်တွင်စကားလေးကိုမင်းတို့ကိုသိစေရှင်နဲ့အမေမင်းကိုအောင်မြင်တဲ့သူတစ်ယောက်ဖြစ်စေရှင်နဲ့ဆိုတာသူတို့ဘာရဲ့အလဲမှာမျက်နှာပွင့်ဖို့လည်းမဟုတ်ပါဘူးအမေတို့မရှိတော့တဲ့ဒီနေ့လောကကြီးရဲ့မုံတိုင်းတွေကိုမင်းတစ်ယောက်တည်းကြံ့ကြံ့ခန့်ရင်ဆိုင်နိုင်စွမ်းရှိစေရှင်လိုပါမင်းအစဉ်ပြေးပြေးနဲ့ရက်တီသွားနိုင်တာကိုမြင်သွားရရင်ပဲအမေဘေးအရှိန်ပဲတေးရစိတ်အေးလက်အေးနဲ့မျက်စိမိနိုင်ပြီလေပြီးတော့မင်းတို့ရဲ့ညီကိုမောင်နှမတို့ရဲ့ကြားထဲမှာလည်းဘယ်တော့မှအဆက်အသွယ်မပြတ်ကြပါနဲ့ဘာပဲဖြစ်ဖြစ်တွေ့သားဆိုတာအဆိုးဆုံးအချိန်တွေမှာတော့အားကိုးရဆုံးပဲတယောက်ကိုတယောက်ဖေးမှကြပါစိတ်ဝမ်းမကွဲကြပါနဲ့အမေဖြစ်ရှင်တဲ့ဆန္ဒကအများကြီးမဟုတ်ပါဘူးမင်းစိတ်ချမ်းသာဖို့မင်းလူတော်လူကောင်းတယောက်ဖြစ်ဖို့ဒါပါပဲအမေတို့ရှိနေတော့အချိန်လေးမှာအရှင်ကျဲနားလည်ပေးနိုင်တယ်လို့နားလည်ပေးကြပါအမေမင်းကိုအရန်ချစ်တဲ့သားနဲ့သမီးကဘာပေါ်ကအမေများအတွက်ဂုံပြုစားလွားလေးတစ်ပုဒ်ဖတ်ပြပေးကြပါတယ်လူတွေကပြောလို့ရှိကြတယ်အမေဆိုတာဘဝရဲ့ထောက်တိုင်ကြီးပေါ့ဒါပေမဲ့ကျွန်တော်တို့အတွက်တော်လီဘဝမှာအမေရှိနေသေးတာအဲ့ဒီထောက်တိုင်ကြီးဆိုတာတဲ့အများကြီးပိုပါတယ်
အပြင်လောကမှာရုန်းကန်နေရတဲ့အခါတခါတလေအစင်မပြေမှုတွေတစ်သေးလေးကအစပင်ပန်းစရာတွေကျုံလာတိုင်းအမေစီပဲပြေးသွားပြီးရင်ဖွင့်မိတယ်။အမေကိုပြောပြလိုက်ရမှစိတ်ထဲမှာအားရှိသွားတာအမေကအမေတယောက်လိုတယ်မဟုတ်ပဲကိုယ့်ရဲ့အရှိရေးကိစ္စဘသူနဲ့ဘလို့ပတ်သက်မှုတွေရှိနေတာကအစအကုန်လုံးကိုရင်ဖွင့်တိုင်ပင်လို့ရတဲ့အရှစ်ဆုံးတငယ်ချင်းတစ်ယောက်လည်းဟုတ်တယ်။ပြောတော့အမေရဲ့ရင်ခွင်ထဲမှာအတင်းတိုးဝင်ပြီးကလေးတစ်ယောက်လှုပ်နေရင်တော့အမေကအပြုံးမပြတ်ပဲအမြဲတမ်းအရှစ်မပြတ်ခဲ့ဘူး။ကိုငိုနေခဲ့တဲ့အချိန်မှာဆိုရင်လည်းဘာမှမမေးပဲဖတ်ပြီးအတူတူငိုပေးတတ်တာအမေပဲဘလို့ပဲဖြစ်ဖြစ်ဘာတွေပဲကြုံကြအမေစီကိုအရင်ဆုံးပြေးသွားပြီးပြောပြရှင်မိတာကတော့အမေရဲ့အရေးအောက်လောက်ဘေးနေရမှမနှွေးထွေးတော့ပဲအမေသာရှိနေရင်လောကကြီးမှာလွတ်လပ်ပြီးကာကွယ်မှုအပြည့်ရနေတယ်လို့မျိုးစိတ်ထဲမှာလုံခြုံနေရောဒါကြောင့်ဒီဘဝထဲမှာအမေချမ်းချမ်းမာမာနဲ့သားတို့သမီးတို့ရဲ့ဘေးနားမှာအကြာကြီးရှိနေပေးပါဦးအမေကိုအယံရှိတဲ့အမေကဘာပေါ်ကအဖေအများစုပြောဘူးတဲ့စကားလေးတစ်ခုံးကိုမျှဝေပေးချင်ပါတယ်မင်းအသက်30ကျော်လာရင်ရုပ်ဆိုးတဲ့ကောင်းနဲ့ရုပ်လျှောတဲ့ကောင်းဆိုပြီးမရှိတော့ဘူးတဲ့ဆင်းရဲတဲ့ကောင်းနဲ့ရှမ်းသာတဲ့ကောင်းမဲ့ရှိတော့မယ်တဲ့ကျွန်တော်တို့အသက်20ဝန်းကျင်လုံးကတော့ရုပ်လေးလျှောဖို့အဝတ်စားလေးတတ်ဖို့ပဲစဉ်းစားခဲ့ကြတာပေါ့အပြင်ထွက်ရင်လူတကာငေးတာခံချင်ကြတယ်အထာကြချင်ကြတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့အသက်30နားကိုကပ်လာတဲ့အခါကျမှအဖေရဲ့စကားတွေကတကယ်အမှန်တရားကြီးမှသိလာရတယ်။ဘာလို့လဲဆိုတော့အသက်30ကျော်လာရင်လူလောကကြီးကကိုယ့်ရဲ့မျက်နှာကိုမကြည့်တော့ဘူးဗျ။ကိုဘာလို့လုပ်လဲကိုယ့်ရဲ့မိသားစုကိုဘလောက်ထိတာဝန်ယူနိုင်လဲဆိုတဲ့အရေးချင်းကိုပဲကြည်ကြတော့တာ။အသက်30ကျော်တဲ့အထိရုပ်လျှောပြီးဘာအလုံးမှမရှိမိဘစီကပဲလက်ဖြတ်တောင်းနေရင်ဘယ်သူမှလည်းမလေးစားတော့ဘူးအဲ့ဒီအချိန်ကျရင်ဘဝကတကယ်ကိုမှမျက်နှာငယ်ရတယ်အပြန်အလှန်အားဖြင့်ရုပ်ရည်ကတာမန်ပဲဖြစ်ပါစေရောကိုယ့်ရဲ့အလုပ်ကိုကြိုးစားတယ်အောင်မြင်မှုရှိတယ်ငွေကြေးကအဆင်ပြေတယ်ဆိုရင်အဲ့ဒီလူဟာပတ်ဝန်းကျင်မှာအလိုလိုနေရင်ခံညာပြီးသွားဖြစ်သွားရောအဖေဒီစကားကိုပြောခဲ့တာဟာကျွန်တော်တို့ကိုစိတ်သက်ကြစေခြင်းလို့မဟုတ်ဘူးအပေါ်ရန်အလားပါတွေရဲ့နောက်မှာအရှိန်မကုန်ပဲအရွယ်ကောင်းတော့မှအနာဂတ်အတွက်ပြင်ဆင်ထားဖို့ကြိုးတတိပေးခဲ့တာပါရုပ်အလားကအရှိန်တန်းရင်အိုမင်းသွားမှဖြစ်ပေမဲ့ကိုယ်တိုင်ကြိုးစားထုစစ်ထားတဲ့အရေးရှင်းတဲ့အောင်မြင်မှုကတော့ဘယ်တော့မှအိုမင်းမသွားပါဘူးဒါကြောင့်အသက်30မတိုင်တဲ့အရွယ်ကောင်းတော့မှကိုအကောင်းဆုံးတိဆောက်သွားကြပါလို့မေတ္တာစကားလေးပြောပြရစီကျွန်တော်ကတော့စာပေလေးတွေနေ့စဉ်ဝေမျှပေးနေသူပြောဖြစ်ပါတယ်